ဘသူကညာလက်နက်ကင်ရဲတပ်ဖွဲ့ဝင်တွေရှိမှလည်းအဲ့ဒီလောက်ထိပေါ်ပေါ်တင်တင်ထွက်ပြေးရဲမှလည်းအနက်ရောင်ကားတစ်စီးကစစ်စေးရေးဂိတ်ကိုရောက်လာချိန်မှာဘာမှမပြောဘဲချက်ချင်းနဲ့ပြန်ပြီးထွက်ပြေးသွားတာဆိုတာရုပ်တံဇလန်းတွေမှာတောင်ဒီလောက်ထိမရိုက်ရဲကြပါဘူးမင်္ဂလာပါခင်ဗျားတို့ရေနေ့ဘက်မှာရှာမတွေ့ညဘက်မှာရှောင်မလွတ်နိုင်တဲ့ series အစီအစဉ်မှကြိုဆိုလိုက်ပါတယ်အချိန်က2011ခုနှစ်ဩဂုတ်လ22ရက်နေရာကတော့ယူနန်ပြည်နယ်ရှီဆောင်ပန်နာဒေသကျင်းဟုံမြို့လေကအကြီးစားဓာချင်းရှုဟိုတယ်ပါပဲဒီဟိုတယ်ကဒေသခံတွေအတွက်တော့အမှတ်သားတစ်ခုလိုပါပဲဟိုတယ်ကအရန်ကြီးသားနားနေလို့တော့မဟုတ်ဘူးအရှိကအရန်မြင်သာတဲ့တစ်ပင်ကြီးကြောင့်လူသိများတာပါဒီနာမည်ပြောလိုက်တာနဲ့ဒေသခံတွေကမျက်စိမိတ်ပြီးအောင်ရှာတွေ့နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာတော့ဟိုတယ်ပတ်လေကထောင်းစီတိုင်းမှာမျိုးလုံးဆူရှာတဲ့လက်နက်ကင်ရဲတပ်ဖွဲ့ဝင်တွေပုံအောင်နေခဲ့ကြတယ်သူတို့ကအသက်ရှူတန်းတောင်မထွက်ရဲအောင်ဂရုစိုက်ပြီးဟိုတယ်ထဲဝင်လိုက်ထွက်လိုက်လုပ်နေတဲ့လူတွေကိုအာရုံစိုက်နေကြတယ်သူတို့ကပြစ်မှတ်ထားတဲ့မိန်းမတစ်ယောက်ကိုစောင့်နေတာပါအသက်30ကျော်အရွယ်အရက်1မီတာ80လောက်ရှိတဲ့ကိုလုံးကိုပေါက်လောက်ပါတဲ့အမျိုးသမီးတစ်ယောက်ပါနေ့လယ်ကနေညအထိစောင့်ပေမဲ့ပြစ်မှတ်ကပေါ်မလာခဲ့ဘူးစုံထောက်တွေရဲ့စိတ်ထဲမှာတော့စိုးရိမ်စိတ်တွေတိုးပွားလာတယ်ဒီမိန်းမကဘယ်သူများလဲဒီဖြစ်ပျက်တွေအားလုံးရဲ့အစကတော့မွန်ဟိုင်လမ်းမပေါ်ကကြာပန်းစစ်စေးရေးဂိတ်ကနေစတင်ခဲ့တာပါအဲ့ဒီတုန်းကရဲတွေကဘတ်ကားတစ်စီးကိုပုံမှန်စစ်ဆေးနေချိန်မှာနောက်ကပါလာတဲ့အနက်ရောင်ကားတစ်စီးကစစ်ဆေးရေးဂိတ်နာရောက်ခါနီးမှာရုတ်တရက်လှည့်ပြန်ပြီးအရှိန်တင်ထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒီပုံမှန်မဟုတ်တဲ့လုပ်ရက်ကြောင့်စုံထောက်တွေကချက်ချင်းသတိထားမိပြီးတားဆီးဖို့အမိန့်ပေးခဲ့တယ်ကားကိုထိန်းချုပ်လိုက်နိုင်ပြီးနောက်ခန်းကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့အားလုံးပဲအံ့အားသင့်သွားကြတယ်အထဲမှာအဝါရောင်အတုံးလေးတွေစနစ်တကျစီထားတာကိုတွေ့လိုက်ရတယ်ကျွမ်းကျင်သူတွေရဲ့စစ်ဆေးချက်အရအဲ့ဓာတွေကဟီရိုအင်3399 ဂရမ်ဖြစ်နေတာပါဒီပမာဏကကြီးမားတဲ့မူရစ်စေဝါမှုတစ်ခုဖြစ်ဖို့လုံလောက်ပါတယ်သတင်းကိုချက်ချင်းယူနန်နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့ရှီဆောင်ပန်နာဌာနချုပ်ကိုတင်ပြခဲ့တယ်ကားမောင်းတဲ့မိန်းမကကြီးလို့ခေါ်ပြီးဒေသခံရှီဆောင်ပန်နာသူပါလမ်းမှာတင်စုံထောက်တွေကစစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်ကြီးကလည်းကြာမခံနိုင်ပဲသူ့ရဲ့အခြေအနေကိုဝန်ခံခဲ့တယ်သူကမူရစ်စေဝါတည်ပေးတဲ့အလုပ်ကိုပဲလုပ်ကင်နေသူပါဒီတစ်ခါမှလည်းအနက်ရောင်ကားကိုငှားပြီး40ကီလိုမီတာအကွာကနေကျင်းဟုံမြို့စီကိုတည်လာတာပါရောက်ရင်လည်းကြိုတင်ချိတ်ဆက်ထားတဲ့လူနဲ့လာတွေ့ရမှာပါနောက်ွယ်ကလူကိုပါဖမ်းမိဖို့အတွက်စုံထောက်တွေကဂျီကိုဖုန်းနံပါတ်ပေးခိုင်းခဲ့ပေမဲ့ခေါ်လိုက်တဲ့အခါဖုန်းကပိတ်ထားခဲ့တယ်ဂျီကပြောပြတာကတော့အဲ့ဒီလူရဲ့နာမည်ကအာဆာတဲ့သူကစုံထောက်တွေအခုဟိုတယ်မှာစောင့်နေတဲ့ပြစ်မှတ်ပဲဖြစ်နေတယ်အသက်30ကျော်အရက်1မီတာ80မျက်နှာလေးလာတဲ့အမျိုးသမီးပေါ့ပိုရေးကြီးတာကသူတို့နှစ်ယောက်ကဒါချင်းရှုဟိုတယ်မှာတွေ့ဖို့ချိန်ထားတာပါဒါပေမဲ့အာဆာကဖုန်းကိုချက်ချင်းပိတ်လိုက်တာကိုကြည့်ရင်တခုခုကိုရိပ်မိသွားပုံရတယ်အန်နီယေကိုကြိုတိသွားပုံပါပဲဒါပေမဲ့လည်းအဲ့ဒီဟိုတယ်ကပဲတခုလေးတော့တဲလွန်စာဖြစ်နေတဲ့အတွက်စုံထောက်တွေမှာတခြားရွေးချယ်စရာမရှိတော့ပဲပုံအောင်ဆောင်ဆိုင်ဖို့ပဲရှိတော့တယ်2 နာရီလောက်စောင့်ပေမဲ့အာဆာရဲ့အရေးအယောင်တော့မတွေ့ခဲ့ရဘူးလူတိုင်းစိတ်ပူနေကြတယ်ဂျီကိုဖမ်းတော့ကလည်းရုတ်တရက်အခြေအနေအရလုပ်ခဲ့တာဖြစ်ပြီးဖုံးမှတ်တမ်းတွေအရလည်းဂျီဖမ်းခံရချိန်မှာအာဆာနဲ့ဘာမှအဆက်အသွယ်မလုပ်ခဲ့ဘူးဒါပေမဲ့အာဆာကတော့လေထဲပျောက်သွားသလိုပဲဖုန်းကလည်းပိတ်ထားဆဲပါဟီရိုအင်3399 ဂရမ်ဆိုတာတန်ဖိုးအဖြစ်ယွမ်တန်းနဲ့ချီတန်ပါတယ်ဘယ်သူမှဒီလောက်အလွယ်တကူနဲ့စွန့်လွတ်မှာမဟုတ်ဘူးစုံထောက်တွေရဲ့ခံမှန်းချက်အရတော့သတင်းပေါက်ကြားသွားတာဖြစ်နိုင်တယ်မဟုတ်ရင်ဒီလောက်လွယ်လွယ်နဲ့ပြေးမှာမဟုတ်ဘူးဒါကလည်းအာဆာဟာတာမန်မူရစ်ကုန်တယ်မဟုတ်ဘူးဆိုတာကိုပြသနေတယ်ဒီမူရစ်စေဝါတွေအတွက်သူဘလောက်တောင်ကွန်ရက်ဖြန့်ထားသလဲဂျီကိုဖမ်းတော့ကရိပ်မိသွားတာလားဒါမှမဟုတ်ဟိုတယ်မှာစောင့်ကြည့်နေချိန်မှာအမားတစ်ခုခုပါသွားတာလားသူဘယ်လိုလုပ်ပြီးအန်နီယေကိုကြိုတိသွားတာလဲဆိုတာဘယ်သူမှမပြောနိုင်ခဲ့ဘူးအာဆာပျောက်ဆုံးသွားတာကြောင့်ဒီအမှုကလမ်းပိတ်သွားသလိုဖြစ်သွားတယ်စုံထောက်တွေကဟိုတယ်ကိုအနှံ့ရှာပေမဲ့ဘာမှမတွေ့ခဲ့ရဘူးတခုတည်းသောတဲလွန်စားကပြတ်တောက်သွားခဲ့တယ်ဒီလိုဝက်ဆန်းကျဲတဲ့အာဆာကတကယ်ပဲလွတ်မြောက်သွားတော့မှလားဘယ်သူမှမထင်ထားခဲ့တာကနှစ်ပတ်အကြာမှာပဲရှီဆောင်ပန်နာတပ်ဖွဲ့ကပိုကြီးမားတဲ့မူရစ်စေဝါမှုတစ်ခုကိုထပ်ဖမ်းမိခဲ့တယ်ဒီအမှုရဲ့နောက်ွယ်ကပဲ့ကန်ရှင်ကလည်းကိုလုံးကိုပေါင်းလှပတဲ့မိန်းမတစ်ယောက်ပါပဲသတင်းပေးချက်အရစုံထောက်တွေကအမျိုးသားတစ်ယောက်ကင်ထားတဲ့အိတ်ထဲကနေဟီရိုအင်14ထုတ်အလေးချိန်4900 ဂရမ်ကိုရှာဖွေတွေ့ရှိခဲ့တယ်ဖမ်းမိတဲ့အချိန်မှာတော့ကျန်းကညှင်းဆန်နေပေမဲ့စစ်ဆေးရေးဌာနရောက်တဲ့အခါမှာတော့တည်ငြိမ်သွားခဲ့တယ်ဒီလောက်များတဲ့မူရစ်စေဝါပမာဏကတေရန်ထိဖြစ်နိုင်နေဆိုတာသူသိနေတယ်သူအသက်ရှင်ဖို့ဆိုရင်စုံထောက်တွေကိုပူးပေါင်းဆောင်ရွက်မှာပဲရမယ်ဆိုတာသူကောင်းကောင်းသိနေခဲ့တာပါပဲစစ်ဆေးချက်အရကျန်းဟာအသက်35နှစ်ရှိပြီးစီးပွားရေးမှာရှုံးနိမ့်ထားသူဖြစ်ကြောင်းသိခဲ့ရပါတယ်စီးပွားရေးလုပ်ရင်အရင်းအနှီးတွေဆုံးရှုံးသွားတော့ငွေရမက်တွေနဲ့ပဲခေါင်းထဲပြည့်နေတဲ့ဒီလူငယ်လေးကမူရစ်စေဝါရောင်းဝယ်သူတွေနဲ့ပတ်သက်မိပြီးတည်ပေးတဲ့အလုပ်ကိုလုပ်မိသွားတာပါပဲသူ့ရဲ့ထွက်ဆိုချက်အရတော့နောက်ွယ်ကတထေးကမိန်းမတစ်ယောက်ဖြစ်ပြီးအရန်ကိုတတိကြီးသူတစ်ယောက်လို့ဆိုပါတယ်ပုံမှန်ဆိုရင်ဖုန်းနဲ့စာတိုးကလွဲလို့တခြားဘာမှအဆက်အသွယ်မလုပ်ပါဘူးတဲ့သူကိုယ်တိုင်လည်းဝေးဝေးကနေတခါပဲမြင်ပူးပါတယ်အရက်က9ပေ9လက်မလောက်ရှိပြီးကိုလုံးကိုပေါက်တယ်ရတဲ့သပင်ရှင်နဲ့မိန်းမတစ်ယောက်ဖြစ်နေတာပါပဲကြည့်ရတာဒီလူငယ်လေးကလက်ပါစီတက်တက်ပဲဖြစ်ပြီးမူရစ်စေဝါတွေရဲ့ပိုင်ရှင်အစ်အမှန်တော့မဟုတ်ပါဘူးဒီအချိန်မှာပဲစုံစမ်းထောက်လှမ်းရေးတွေရဲ့ခေါင်းထဲမှာအတွေ့အကြုံချက်ချင်းဝင်လာပါတယ်ဒီလိုဝက်ဆန်းကျဲတဲ့မိန်းမကလွန်ခဲ့တဲ့နှစ်ပတ်ကလွတ်သွားတဲ့အာသာဆိုတဲ့သူများဖြစ်နေမလားဆိုတာပါပဲ
အရင်တစ်ခေါက်ကအာသာကိုတာချင်းရှူးဟိုတယ်မှာမဖမ်းမိခဲ့ပေမဲ့ဒီဟိုတယ်ကတော့စုံစမ်းထောက်လှမ်းရေးတွေရဲ့အာရုံစိုက်မှုကိုအပြည့်အဝရရှိထားခဲ့တာပါအခုဒီလူငယ်လေးကိုစစ်ဆေးမေးမြန်းမှုတွေနဲ့တိတ်တဆိတ်စုံစမ်းမှုတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ပိုပြီးနဲ့နေတဲ့အရေးအယောင်တွေပေါ်ထွက်လာခဲ့ပါပြီမူလအစီအစဉ်ရတော့ဒီလူငယ်လေးကကျင်းဟုံကိုရောက်ရင်နောက်ွယ်ကပြို့ဝှက်တဲ့မိန်းမကိုဆက်သွယ်ပြီးတွေ့ဆုံမဲ့နေရာကိုအတည်ပြုရမှာပါဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတာကသူပစ္စည်းမိပြီးနိုင်ဝက်လောက်ပဲရှိသေးတဲ့အချိန်မှာပဲဟိုဘက်ကဖုံးဆက်လာတာပါပဲဒီလိုဝက်တဲ့မိန်းမကတတိအလွန်ကြီးပြီးအခြေအနေကိုကိုယ်တိုင်တည်ပြုဖို့စ조사နေတာသိတာပါတယ်အမှုဖြေရှင်းဖို့ပူးပေါင်းဆောင်ရွက်ပေးဖို့သဘောတူထားတဲ့ဒီလူငယ်လေးကစုံစမ်းထောက်လှမ်းရေးတွေရဲ့အစီအစဉ်အတိုင်းဟန်ဆောင်ပြီးစကားပြောပါတော့တယ်အချက်လက်လွဲမှာဆိုလို့စုံစမ်းထောက်လှမ်းရေးတွေကသူ့ရဲ့ဖုံပြောဆိုမှုမှတ်တမ်းတွေကိုတေချာလေ့လာလိုက်တဲ့အခါသူ့ရဲ့ပညာရည်ချင်းကတိတ်မမြင့်တာကိုတွေ့ရပြီးစာတိုတွေမှာလည်းစာလုံးပေါင်းမှားတွေပါနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူ့ကိုဟိုဘက်ကလူနဲ့ဆက်သွယ်တဲ့အခါစာတိုနဲ့ပဲဆက်သွယ်ဖို့နဲ့စာလုံးပေါင်းမှားတွေကိုလည်းတမင်ရွယ်ချက်ရှိနဲ့ပဲရေးဖို့ညွှန်ကြားလိုက်ပါတယ်။ဒါမှသာသူ့ရဲ့ပုံမှန်ပြောဆိုနေကြပုံစံအတိုင်းဖြစ်ပြီးအယုံကြည်ကင်းရှင်းမှာဖြစ်လို့ပါ။စုံစမ်းထောက်လှမ်းရေးတွေကသူ့ကိုခေါ်ပြီးကျင်းဟုံမျိုးတွေကိုဝန်ခံနီးမှာပဲလျှို့ဝှက်တဲ့မိန်းမစီကစာတိုရောက်လာပါတယ်။အကြောင်းအရာကိုဖတ်လိုက်ရတဲ့အချိန်မှာအားလုံးပဲအံ့အားသင့်သွားကြပါတယ်။တွေ့ဆုံမဲ့နေရာကဒါချင်းရှူးဟိုတယ်ပဲဖြစ်နေလို့ပါပဲ။ဒီတစ်ခါတော့မူရည်စေဝါမှုနှစ်ခုလုံးရဲ့ဆက်ဆက်မှုကိုအတည်ပြုနိုင်သွားပါပြီ။ဒီလူငယ်လေးရဲ့ပစ္စည်းလက်ခံမဲ့နေရာရောတွေးဆုံမဲ့နေရာပါအတူတူပဲဖြစ်နေတာကတိုက်ဆိုင်မှုတက်တော့လုံးဝမဖြစ်နိုင်ပါဘူး။စုံစမ်းထောက်လှမ်းရေးတွေကတခြားအဖွဲ့ကိုချက်ချင်းအကြောင်းကြားပြီးဒါချင်းရှူးဟိုတယ်ကိုအရင်သွားရောက်စောင့်ကြည့်ဖို့စီစဉ်လိုက်ပေမဲ့အခက်အခဲကတော့ရှိနေပါသေးတယ်။ဟိုတယ်ပတ်ဝန်းကျင်ကရှုပ်ထွေးလွန်ပြီးဆိုင်ကယ်တွေနဲ့လူသွားလူလာတွေအများကြီးဖြစ်နေတော့ဘသူကလမ်းသွားလမ်းလာလဲဘသူကမူရည်ရာဇာရဲ့လူတွေလဲဆိုတာခွဲခြားဖို့ခက်ခဲနေတာပါပဲ။အသာစီးမရပဲအေးအေးယူလိုက်ရင်လူမိမှာမဟုတ်တဲ့အပြင်ကိုဘက်ကလူကိုတတိပေးမိတယ်လို့ဖြစ်ပြီးဒီလိမ်မှာပါနေတဲ့မိန်းမလွတ်သွားနိုင်ပါတယ်။မူရည်ရာဇာကဒီနေရာကိုရွေးတာကကြိုတင်ကြံစီထားတာဖြစ်ပြီးဒီလိုရှုပ်ထွေးတဲ့ပတ်ဝန်းကျင်ကပဲသူ့အတွက်အကောင်းဆုံးအကာအကွယ်ဖြစ်နေတာပါ။တခုခုဆိုရင်လူအုပ်ထဲရောပြီးထွက်ပြေးဖို့လွယ်ကူနေလို့ပါ။ဒါနဲ့စုံစမ်းထောက်လှမ်းရေးတွေကအဆုံးဖြတ်တစ်ခုချလိုက်ပါတယ်။ဟိုတယ်မှာပဲအချိန်ကုန်ခံစောင့်နေလို့မရတော့ဘူး။အသာစီးကိုကိုယ့်လက်ထဲရောက်အောင်ယူပြီးလှုပ်ဝက်တဲ့မိန်းမကိုရဲတွေပြင်ဆင်ထားတဲ့နေရာကိုခေါ်ဆောင်ဖို့ပဲစိတ်ကူးလိုက်ပါတယ်။ဒါမှသာဖမ်းမိဖို့တေချာပေါက်ဖြစ်မှာပါ။ဒါပေမဲ့ပြဿနာကတော့တတိအလွန်ကြီးတဲ့ဒီမိန်းမကိုသူကျွမ်းကျင်တဲ့လုံခြုံတဲ့နေရာကနေထွက်လာပြီးရဲတွေရဲ့ထောင်ချောက်ထဲကိုဘလို့လုပ်ပြီးစိတ်လိုလက်ရောက်ဝင်လာအောင်လုပ်မလဲဆိုတာပါပဲ။စုံစမ်းထောက်လှမ်းရေးတွေကအကြံထုတ်ရင်းနဲ့အချက်လက်တစ်ခုကိုတတိယလိုက်ပါတယ်။ကျင်းဟုံမာဒါချင်းရှူးဟိုတယ်ကတခုတည်းမဟုတ်ပဲစင်ကြေဘုံမှာလည်းအမီတူဟိုတယ်တခုရှိနေပြီးအဲ့ဒီနေရာကလူသူနေပါပြီးဝေးလံတဲ့အတွက်ခြုံကိုတိုက်ခိုက်ဖို့အကောင်းဆုံးဖြစ်နေတာပါပဲ။စုံစမ်းထောက်လှမ်းရေးတွေကခံမှန်းကြည့်တာကဒီလူငယ်လေးကဒီမျိုးကိုပထမဆုံးရောက်ပူတာဆိုတော့မျိုးတွေကဟိုတယ်ကိုစင်ကြေဘုံကဟိုတယ်လို့မှားမှတ်မိတာကလုံးဝဖြစ်နိုင်တဲ့အရာဖြစ်ပြီးဘယ်သူမှလည်းတန်တရားဝင်မှာမဟုတ်ပါဘူး။ဒါနဲ့နေရာမားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့နောက်ွယ်ကမိန်းမကိုစင်ကြေဘုံကဟိုတယ်ကိုခေါ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေရာကတော့ရဲတွေရဲ့နေမြေဖြစ်တဲ့အတွက်ဖမ်းဆီးဖို့ပိုတေချာသွားမှာပါ။အစီအစဉ်အားလုံးပြီးသွားတဲ့အခါစုံစမ်းထောက်လှမ်းရေးတွေကဖုန်းနဲ့စာတိုးပို့လိုက်ပါတယ်။မကြခင်မှာပဲမျိုးတွေကဟိုတယ်ကိုစောင့်ကြည့်နေတဲ့အဖွဲ့အစည်းကနေသတင်းရောက်လာပါတယ်။အနက်ရောင်စကတ်တူနဲ့သပင်ရှိရှိမိန်းမတစ်ယောက်ဟိုတယ်ပတ်ဝန်းကျင်မှာဟိုလျှောက်တီလျှောက်လုပ်နေတာကိုတွေ့ရပြီးအဲ့ဒီအသွင်ပြင်ကဒီလူငယ်လေးပြောပြတဲ့တထေးမနဲ့တထက်သေးပါပဲ။ဒါပေမဲ့စုံစမ်းထောက်လှမ်းရေးတွေကအလင်းစလိုမလုပ်ပဲအစီအစဉ်အတိုင်းဒုတိယမြောက်စာတို့ကိုပို့လိုက်ပါတယ်။သူပြောတဲ့နေရာကိုရှာမတွေ့တဲ့အကြောင်းနဲ့စင်ကြေဘုံကတာချင်းရှူးဟိုတယ်မှာရောက်နေတဲ့အကြောင်းကိုတမင်တက်ညွှန်းဆိုလိုက်တာပါ။ဒီအကွက်ကအရန်အနေနဲ့များပါတယ်။မူရည်ရာဇာတွေကနေရာရုတ်တရက်ပြောင်းတာကိုအလွန်ယွန်ကြပြီးအချိန်တွေလည်းကြန့်ကြာသွားပြီဖြစ်လို့ဟိုဘက်ကတန်တရားဝင်နေလောက်ပါပြီ။ဒါပေမဲ့စုံစမ်းထောက်လှမ်းရေးတွေကမူရည်ရာဇာရဲ့လောဘကိုပဲအသုံးချလိုက်တာပါ။မူရည်စေဝါကိုကိုယ်တိုင်မမြင်ရခင်အထိတော့သူတို့လွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်ပါဘူး။တကယ်လဲဟုတ်ပါတယ်။ပြောဝက်တဲ့မိန်းမကဖုံးချက်ချင်းပြန်ဆက်လာပြီးဒေါသတကြီးပြောပေမဲ့ဒီလူငယ်လေးကပဲစက်တိုက်ပြောဆိုနေတဲ့အတွက်နောက်ဆုံးမှာတော့စင်ကြေဘုံကဟိုတယ်ကိုလာဖို့သဘောတူလိုက်ပါတော့တယ်။ပိုရေးကြီးတာကမြို့တွေကဟိုတယ်ရှိကအနက်ရောင်ဝင်မိန်းမကဖုံးချလိုက်တာနဲ့တက်စီတစည်းကိုတားပြီးစင်ကြေဘုံဘက်ကိုချက်ချင်းထွက်လာတာပါပဲသူကတော့နောက်ွယ်ကတထေးမဆိုတာတေချာသွားပါပြီမိနစ်20ကြာတဲ့အခါတက္ကစီကစင်ကြေဘုံကတာချင်းရှူဟိုတယ်ရှိမှာရက်လိုက်ပါတယ်အနက်ရောင်ဝင်မိန်းမကရဲတွေစောင့်ကြည့်နေတဲ့အခန်းထဲကိုဝင်လာတာနဲ့ပုံအောင်နေတဲ့စုံစမ်းထောက်လှမ်းရေးတွေကချက်ချင်းထွက်ပြီးဖမ်းဆီးလိုက်ပါတယ်ဘာမှတောင်မလုပ်လိုက်ရခင်မှာပဲအချုပ်နှောင်ထဲရောက်သွားခဲ့တာပါစစ်ဆေးချက်တွေအရဒီနဲ့ရောင်ဝင်မိန်းမကဘီဆိုသူဖြစ်ပြီးဒီလူငယ်လေးပြောတဲ့နောက်ွယ်ကတတိမဖြစ်သလိုအရင်မှုမှာလွတ်သွားတဲ့အာသာဆိုတာလည်းဖြစ်နေတာပါပဲသူအရင်တစ်ခေါက်ကလွတ်သွားတာကလည်းတိုက်ဆိုင်မှုတစ်ခုကြောင့်ပါဒီလူငယ်လေးကိုဖမ်းတဲ့အချိန်မှာသူကလည်းအဲ့ဒီဘတ်စကားပေါ်မှာပဲရှိနေပြီးအဖမ်းခံရတာကိုမျက်မြင်တွေ့လိုက်ရတဲ့အတွက်ဖုန်းကိုပိတ်ပြီးထွက်ပြေးခဲ့တာကြောင့်သာကံကောင်းပြီးလွတ်သွားခဲ့တာပါဂျပန်စစ်စေးရေးကိတ်ကနေဟီရိုအင်3399 ဂရမ်ကိုဖမ်းမိရာကနေအာသာကိုဖော်ထုတ်နိုင်ခဲ့ပြီးနှစ်ပတ်ကြာမှာပဲ4902ဂရမ်ရှိတဲ့ပိုကြီးတဲ့မူရည်စေဝါအမှုကိုဖော်ထုတ်နိုင်ခဲ့တာပါပဲ